သူကကုမ္ပဏီကနေအလုပ်ထုတ်ခံလိုက်ရတော့ဒေါသတကြီးနဲ့သူ့အထက်အရာရှိကို3ရက်အတွင်းကျွန်တော်အကြောင်းသိမယ်လို့ပြောခဲ့တယ်။အဲ့ဒီနေ့မှာပဲသူ့အထက်အရာရှိကတေဆုံးတရားကိုတွေ့ရတယ်။သူကလန်သွားပြီးအရာရှိရဲ့လေပင်ထဲကလက်နက်ကိုဆွဲထုတ်လိုက်တယ်။လက်ထဲကင်မိလိုက်တာနဲ့သူလည်းအမှုပတ်တော့မယ်ဆိုပြီးလက်နက်ကိုလေပင်ထဲပြန်ထည့်ပေးမယ်မလုပ်ရဘူးဖြစ်နေတယ်။သူလည်းအပြင်ထွက်ပြီးအကူကြီးတောင်းတော့သွေးတွေပေးပြီးလက်နက်ကင်ထားတာမြင်တာနဲ့အကုန်လုံးကကြောက်လန့်တကြားအော်ဟစ်ကြရတယ်။မနက်ကမှအရာရှိကိုချင်းချုပ်ထားတာအခုတော့တကယ်လှုပ်ချလိုက်ပြီဆိုပြီးထိတ်လန့်ကုန်ကြတယ်။သူလည်းရှင်းပြနေလို့ဘာမှမထူးတော့ဘူးဆိုတာသဘောပေါက်သွားတယ်။သူလည်းတိတ်တိတ်လေးထွက်ပြေးဖို့လုံနေတော့ရဲတွေရောက်လာခဲ့တယ်။သူလည်းနောက်ခေါင်းသွေးကိုချင်းအောင်ဆောင်ပြီးအပြင်ကိုထွက်လာခဲ့တယ်။အပြင်ကိုရောက်တာနဲ့လှုပ်ကြံသူအစ်စ်နဲ့မျက်နှာချင်းဆိုင်တွေ့လိုက်တယ်။လှုပ်ကြံသူကလည်းသူ့ကိုမြင်တော့ကြောင်သွားပြီးသူ့ပစ္စည်းတွေအမြန်ယူပြီးထွက်ပြေးသွားတယ်။သူကတရားပေါ်ရောက်တော့တက်တေဖြောက်ဖို့လက်နက်ကိုရေထဲပစ်ချလိုက်တယ်။ကန်ဆိုးချင်တော့အဲ့ဒီလက်နက်ကရဲလီဝါကိုဒဏ်ပြီးကျသွားခဲ့တယ်။သူလည်းအကြီးအကျယ်ဒုက္ခရောက်ပြီဆိုတာသိလိုက်တယ်။အိမ်သားထဲမှာတန့်ရှင်းလုပ်ပြီးမက္ကစီကိုထွက်ပြေးဖို့ကားဂိတ်ကိုရောက်လာတယ်။သူ့မှာ$50ပဲရှိတော့နိုင်ကိုရောင်းလိုက်ရတယ်။တစ်ချိန်ထဲမှာပဲလှုပ်ကြံသူကသတင်းထဲမှာသူ့ပုံကိုမြင်လိုက်ရတော့လန်သွားတယ်။သူ့အထက်ရာရှိကိုဖုန်းဆက်ပြီးပတ်စံထက်လို့ခြင်းနဲ့မဟုတ်ရင်အကုန်ဖွင့်ချလိုက်မယ်လို့ပြောတယ်။ပြီးတော့ချစ်ကားတစ်စီးခိုးပြီးမက္ကစီကိုပတ်ထွက်ပြေးလာတယ်။သွားနေရင်လမ်းမှာသူ့ကိုပြန်တွေ့တယ်။သူ့ကိုစိုက်ကြည့်နေတယ်လို့လှုပ်ကြံသူကထင်ပြီးလန်သွားတယ်။သူ့နောက်လိုက်နေတယ်ဆိုပြီးကားကိုအရှိန်တင်ပြီးအမြန်မောင်းသွားတယ်။တကယ်တော့သူ့ကိုကြည့်နေတာမဟုတ်ပါဘူး။ကားပြက်လင်းပေါက်မှာမှန်ကြည့်နေခဲ့တာပါ။သူလည်းမောမောနဲ့နားတော့မယ်ဆိုမှကားဒရိုင်ဘာကဆင်းလို့ရပြီလို့ပြောတယ်။လက်မှတ်ရောင်းတဲ့သူကသူ့နိုင်ကိုယူထားပြီးကားလက်မှတ်ဖိုးကိုတဝက်ပဲပေးထားတာကြောင့်လမ်းတစ်ဝက်မှာဆင်းလိုက်ရတယ်။သူလည်းလမ်းလျှောက်လာရင်လှုပ်ကြံသူထားခဲ့တဲ့ကားကိုတွေ့လိုက်တယ်။တော့လည်းဖြုတ်မထားဘူး။ရဲတွေကတော့အဲ့ဒီကားကိုခြေရခဲ့မိပြီးနေရအနှံ့ကြောင်ကြားထားပြီးပြီ။ဒါပေမဲ့သူကမသိတော့ကားကိုမောင်းပြီးဟိုတယ်တစ်ခုကိုရောက်သွားတယ်။ဟိုတယ်မှာအခန်းယူတော့ဟိုတယ်ပိုင်ရှင်ကမတင်ကားဖြစ်ပြီးရဲကိုချက်ချင်းဖုန်းခေါ်လိုက်တယ်။လှုပ်ကြံသူကလည်းအဲ့ဒီဟိုတယ်မှာပဲတဲနေတယ်။ရဲတွေရောက်လာတော့သူကမှတ်မိအောင်ဆိုပြီးပဝါနဲ့မိမ့်မအောင်ဆောင်ဖို့ကြိုးစားတယ်။ဒါပေမဲ့ဟိုတယ်ပိုင်ရှင်ကသူပဲဆိုပြီးပြလိုက်တယ်။သူလည်းရဲတွေကိုအာယုံလွှဲဖို့အပေါ်မှာလေရင်ပြန်ကြီးဆိုပြီးလက်ညှိုးထိုးပြလိုက်တယ်။တိုက်ဆိုင်လှုပ်ကြံသူရှိတဲ့ဘက်ကိုတက်ထိုးမိသွားတယ်။လှုပ်ကြံသူလည်းသူ့ကိုရဲလက်အပ်တာပဲလို့ထင်ပြီးရဲတွေကိုချက်ချင်းပစ်ခတ်လိုက်တယ်။သူတို့တွေဝိုင်းပြစ်နေကြတော့သူလည်းကြောက်လန့်တကြားနဲ့မျက်ချုံကြားကိုခုန်ပြီးထွက်ပြေးလို့မြောက်သွား